တိုင်းနိုင်ငံများအတွက်ဆုတောင်းခြင်းအာရစော်ဘွားများပြည်ထောင်စုနိုင်ငံအတွက်ဆုတောင်းပါရှမဿဲခရစ်ဝင်အခန်းကြီး9အငယ်13မှ14ကျင်းသောတကားကိုဝင်ကြလော့ပျက်စီးခြင်းသို့ရောက်သောလမ်းနှင့်တကားသည်ကျယ်ဝန်းသည်ဖြစ်၍ဝင်သောသူတို့သည်များကြ၏အသက်ရှင်ခြင်းသို့ရောက်သောလမ်းနှင့်တကားသည်အလွန်ကျဉ်းမြောင်းသည်ဖြစ်၍တွေ့ဝင်သောသူတို့သည်နည်းကြ၏အာမင်ဆုတောင်းကြပါစို့အိုအဖထာဝရဘုရားကိုရောဤနာမတော်ကိုကျွန်ုပ်တို့ချီးမွမ်းကြပါ၏နာမတော်ကိုကြောက်ရွံ့သောသူတို့၌ပေးတော်မူသောအမွေကိုခံစားရရှိစေရန်မဆာတော်မူပါအကျွန်ုပ်တို့သည်အာရစော်ဘွားများပြည်ထောင်စုနိုင်ငံအတွက်ကိုစားပြုလျက်သူတို့နိုင်ငံ၏အဖြစ်အလုံးစုံတို့ကိုဝင်ချတောင်းပန်ကြပါ၏ကိုရောဤအလင်းပေးသောဗျာဒိတ်တော်ကောင်းကြီးမင်္ဂလာသည်ထိုပြည်ထောင်စုပေါ်တက်ရောက်စေရန်ပေးသနာတော်မူပါအာရစော်ဘွားများပြည်ထောင်စုနိုင်ငံသူနိုင်ငံသားတိုင်း၏နှလုံးသားကိုတို့ထိစေသောနိုးထမှုနှင့်အတူဧဝံဂေလိတရားပြန့်နှံ့ရန်တန်ရှင်းသောဝိညာဉ်တော်၏တကူတော်အားဖြင့်များစွာသောသူများပြောင်းလဲ၍ကယ်တင်ခြင်းခံရပါမည်အကြောင်းအကျွန်ုပ်တို့ဆုတောင်းကြပါ၏နိုင်ငံ၏အစိုးရသည်ဖျားသခင်၏ဂရုဏာတော်ကျေးဇူးအားဖြင့်ကောင်းကြီးမင်္ဂလာခံစားရရန်နှိမ့်ချစွာတိုးဝင်ချင့်ကပ်နိုင်သောစိတ်နှလုံးကိုပေးသနာတော်မူပါဖာထိုနိုင်ငံရှိပရောဖက်ပြုခြင်းနှင့်ဆိုင်သောအမှုတော်မြတ်သာသနာ၌ပါဝင်ဆက်ကပ်နေသောအမှုတော်ဆောင်မိသားစုများနှင့်သူတို့၏သာသနာသည်အံ့ဩဖွယ်အမှုပြုတော်မူသောဖျားသခင်၏မဆလမ်းပြခြင်းဖြင့်ကိုရောဤဘုန်းတော်ထင်ရှားစေရန်အာရစော်ဘွားများပြည်ထောင်စုနိုင်ငံအတွက်သခင်ယေရှုနာမဖြင့်ကျွန်ုပ်တို့အသနာခံဆုတောင်းကြပါ၏အာမင်